လောကမှာလူတိုင်းကိုစိတ်ချမ်းသာအောင်ထားဖို့ဆိုတော့မဖြစ်နိုင်ပါဘူးမင်းဘလောက်ပဲကောင်းအောင်နေမင်းကိုမကြိုက်တဲ့သူဝေဖန်မဲ့သူဆိုတာအမြဲရှိနေမှာပါမှတ်ထားပါသူတို့ပြောတဲ့စကားလုံးတွေဟာမင်းရဲ့တန်ဖိုးကိုတတ်မှတ်နိုင်စွမ်းမရှိပါဘူးလူတစ်ယောက်ကမင်းကိုစိုးမြင်နေတာဟာအဲ့ဒီလူရဲ့စိတ်နဲ့စိတ်ထားပြဿနာမင်းရဲ့အရေးချင်းပြဿနာမဟုတ်ပါဘူးလေးတိုက်တိုင်းရင်ထိုးနေတဲ့တည့်ရလိုမဖြစ်ပါဘူးလိုင်းတွေပဲလောက်ရအမြဲတည်တည်ငြိမ်ငြိမ်ရှိတဲ့ကြောက်ဆောင်တစ်ခုလိုပဲခိုင်မာအောင်နေပါမင်းကိုနားမလည်တဲ့သူတွေကိုရှင်းပြနေတာအချိန်ဖြုံးတာပါသူတို့ရဲ့ပြောဆိုတွေကိုပြုံးလေးပဲကြော်ဖြတ်လိုက်မင်းရဲ့အောင်မြင်မှုနဲ့ရလက်ကပဲသူတို့အတွက်အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်မင်းရဲ့ပျော်ရွှင်မှုကိုသူတစ်ပါးရဲ့နှုတ်ဖျားမှာသွားပြီးမအံ့နိုင်ထားပါနဲ့